ကျွန်တော်ပြန်လို့လာတော့အဲ့ဒီစစ်ချိုးရေးစခန်းကနေကျွန်တော်တင်မိုးစေးကိုသွားပြီးတော့တင်မိုးစေးကတစ်စိဖအောင်ရောက်လာတဲ့ခါကျတော့လူတော်များများကျွန်တော်အောင်ဟိုကြတယ်။ဟုတ်ဆိုကျွန်တော်ဆေးကမ်းမှာလူတွေအများကြီးကုသနေရတဲ့ခါကျတော့3ညလုံးကျွန်တော်ဆေးကမ်းတွေပိတ်ပြီးတော့ဟုတ်တယ်မရှိတော့ကျွန်တော်လူနာတွေကကျွန်တော်ဘယ်ရောက်လို့ဘာဖြစ်သွားလဲဆိုတာနော်စိတ်ပူကြတယ်ကျွန်တော်မိဘတွေလည်းမြို့မိမြို့ဖလူကြီးတွေကိုမေးပြည်နယ်ကောင်စီမြို့နယ်ကောင်စီကိုမေးဘယ်သူမှမသိဘူးဟုတ်အဲ့တော့ပျောက်ချင်မလားပျောက်သွားတဲ့ပုံမှာကျွန်တော်မိဘမောင်နှမတွေကျွန်တော်ဇနီးကျွန်တော်ဆရာသမားတွေကျွန်တော်ရဲ့လူနာတွေအကုန်လုံးဟာဒီ3ရက်လုံးနော်ကျွန်တော်တို့အရန်စိတ်ပူကြတယ်ကျွန်တော်ကခီးထွက်သွားတယ်ပဲကျွန်တော်ပြောပြီးတော့ကျွန်တော်အိမ်ကိုရောက်လာတော့ကျွန်တော်ဖေကိုကျွန်တော်ပြောပြတယ်ဖေနော်ဘာမှမမေးပါနဲ့အဲ့ပြန်စီကံဖွင့်ပြီးကျွန်တော်လူနာတွေကိုစိတ်ပြန်ကုမယ်ကျွန်တော်ဖေကိုကျွန်တော်နှုတ်ပေးလိုက်တယ်ကျွန်တော်ဇနီးလည်းကျွန်တော်ပြောတာဘာမှမမေးနဲ့ဘာမှဖြစ်ဘူးဒါပေမဲ့ဖာမျိုးမှာဘယ်လိုလုပ်လဲဆိုတော့စစ်တပ်ကမိသားစုတယောက်ကိုကျွန်တော်ကိုယ်ဝန်ဖျက်ချလို့စစ်တပ်ကတော်တော်များချိုရေးယူတာနော်စစ်ချိုးတာပါဆိုပြီးတော့တိတ်ခါပါချတိတ်ခါပါကျွန်တော်ချလိုက်တယ်ကျွန်တော်ချုပ်ပြောချင်တာကအဲ့ဒီစိတ်ကကျွန်တော်စိတ်ရင်းဝင်သွားတာပါလေဆိုတော့ကျွန်တော်စစ်သားသားသမီးတွေကိုကျွန်တော်တော်တော်များများကျွန်တော်ကုသပေးမှုတယ်ဟုတ်ကဲ့ဆိုတော့အဲ့တုန်းကစစ်တပ်ထဲမှာစစ်သားသမီးတွေဟာစစ်ဗိုလ်တွေနဲ့မတူဘူးစစ်ဗိုလ်သားသမီးတွေကအခွင့်ထူးခံစစ်သားသမီးတွေပတ်စံမရှိတဲ့ခါကျတော့တပ်ထမှာဆေးမခုပဲနဲ့ကျွန်တော်မှလာပြီးဆေးခုတယ်တချို့အကျွေးနဲ့ခုတယ်မပေးနိုင်နဲ့ကျွန်တော်မရှိဘူးဟုတ်ကဲ့နော်ကျွန်တော်ဆေးကမှကျွန်တော်စာရေးထားတယ်ငွေမရှိ၍ဆေးမခုရခြင်းမျိုးမရှိစေရဟုတ်ကဲ့ကျွန်တော်ဆောင်ဖို့ဟုတ်ကဲ့အဲ့ဒါလည်းအစိုးရကိုကျွန်တော်ထော်တော်ကန်းလာတိုက်တယ်လို့ညီပုံရတာပေါ့နော်ကျွန်တော်ပြောရရင်တော့ကျွန်တော်စစ်သားမြင်ကျွန်တော်အလိုနည်းဒေါသဖြစ်နေစစ်သားသားမိတွေကျွန်တော်ပြောတယ်ကျွန်တော်ဆိုမှလာမဟုတ်ပါနဲ့တော့တာဝန်ထဲမှာပြခုချပါကျွန်တော်တက်တနာရှိတယ်ဟုတ်ကဲ့ကျွန်တော်ကိုစစ်သားမိသားစုကိုကိုယ်ဖြစ်လို့ကျွန်တော်ကိုအေးယူပါတယ်ဆိုပြီးတော့နာမည်ဖြစ်ထားတာရှိတယ်ကျွန်တော်စစ်တပ်နဲ့မပတ်သက်ချင်ဘူးအဲ့ချိန်မှာကျွန်တော်အောက်ကကျွန်တော်ညီရစစ်ဖို့ဒါပေမဲ့ကျွန်တော်မပတ်သက်ချင်ဘူးကျွန်တော်ပြောတယ်ဟုတ်ကဲ့အဲ့တော့အဲ့လိုနဲ့ကျွန်တော်89ခုနှစ်မလမှာအဲ့ဒီပြဿနာဖြစ်ပြီးတော့89ခုနှစ်နော်အောက်တိုဘာလနိုဝင်ဘာလလောက်မှာပေါ့နော်ဒီဩဆာလအစိုးရကဆယ်ဝန်18ယောက်နဲ့တင်မောသားတွေအင်ဂျင်နီယာတွေဟိုကျွမ်းကျင်လုပ်သားသူတို့နိုင်ငံခြားကိုစိတ်လုပ်ပြီးတော့နိုင်ငံခြားငွေရှာခိုင်းတယ်ဟုတ်ကဲ့ဆိုတော့နိုင်ငံခြားငွေကတော်တော်ပြတ်နေပြီဩဆာလအစိုးရမှာပြတ်နေတော့သူတို့ကလည်းအထီးကျန်ဝါဒနဲ့တကားပိတ်နေတဲ့ခါကျတော့စီးပွားရေးကချွတ်ချုံချပြီးတော့ကမ္ဘာအစင်းဆုံးနိုင်ငံဖြစ်သွားပြီဟုတ်အဲ့တော့နိုင်ငံခြားငွေလိုတဲ့ခါကျတော့ဆယ်ဝန်18ယောက်အင်ဂျင်နီယာနော်တင်မောသားစသည်ဖြစ်အလွှာမျိုးစုံသူတို့ကရွေးချယ်ပြီးတော့နိုင်ငံခြားလွှတ်မယ်နိုင်ငံခြားရတဲ့ဒေါ်လာတွေကိုသူတို့ကကျပ်ငွေနဲ့ပြန်လဲပြီးတော့ပြည်သားစုကိုပေးမယ်ကျွန်တော်တို့ကတော့ဒေါ်လာပဲရှာအစိုးရကိုပို့ရတဲ့ပတ်စံအားလုံးကိုကျပ်ငွေနဲ့ပြည်သားစုသူတို့လဲပေးမယ်6လောက်ကိုကားတစ်စီးတည်တင်ခွင့်ပေးမယ်ဆိုတော့တနေ့ကိုကားတစ်စီးတည်တင်ခွင့်ရတယ်ဆိုရင်တတိယပဲလေအဲ့ဒီခေတ်တုန်းကဟုတ်ကဲ့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆရာကြီးတွေကမင်းတို့မှမနေနဲ့တော့မင်းတို့မှဆက်နေတနေ့မို့တနေ့တော့ဖန်ကန်ထီတော့မယ်ဒီတစ်ခါဆိုတော့မလွယ်တော့ဘူးဟောနိုင်ငံခြားသွားနိုင်အောင်ကြိုးစားဆိုပြီးတော့ဆက်တယ်ကျွန်တော်လုပ်ပေးတယ်လုပ်ပြီးတော့ကျွန်တော်ကသူတို့ဆောင်ဝတ်ဖြေတာပေါ့နော်ဆရာဝန်တွေက$9လောက်ဖြေကြတယ်ပြောတယ်ဟောဆိုတော့အစိုးရမှုထမ်းလုပ်တဲ့သူကနေပြီးတော့အပြင်မှာကိုယ်ပိုင်စေကန်းဖွင့်တဲ့သူက$9ကျော်တယ်ဝိုင်းဖြေကြတာပေါ့မနေချင်တော့ဘူးလေဟုတ်ကဲ့ဆိုတော့နိုင်ငံခြားသွားရင်လည်းယောရမှာဘူးဟုတ်နောက်ယောလို့လည်းခွင့်ပြုချင်မှခွင့်ပြုမယ်လေအဲ့တော့ထုတ်လို့ရတဲ့နည်းနဲ့အကုန်လုံးကစူးစမ်းနေကြတဲ့ခါကျတော့ကျွန်တော်ရဲ့ခုနကပြောလို့ပေါ့မိတ်ဆွေတွေရဲ့ပံ့ပိုးမှုနဲ့ကျွန်တော်ကပထမအဆင့်ကျွန်တော်အောင်သွားပါပြီးဒုတိယအဆင့်ရောက်300ကျန်တော့အဲ့ဒီမှာတော့ထပ်ဖြည့်တော့လေပါသွားတော့ကျွန်တော်ဖောင်ကြီးမှာနိုင်ငံရေးသိပ္ပံတက်လာတက်ရတယ်စီမံခန့်ခွဲရေးတွေပါလေပေါ့နောက်တစ်လကတော့နိုင်ငံခြားရေးနဲ့ပတ်သက်တဲ့၄တောက်ကောင်တင်တန်းမှာဆိုတော့2လတက်ပြီးတော့
နိုင်ငံခြားသွားဖို့အစဉ်သင့်ဖြစ်ပြီဒါပေမဲ့မဆလာပါတီမဝင်လို့ဆိုပြီးတော့ကျွန်တော်ပညာပေးပြီးတော့ခောက်ထားတယ်အဲ့တော့ကျွန်တော်ကစောက်ရင်းနဲ့နောက်ဆုံးကျတော့မန္တလာလောက်မှာကျောင်းသားရေးခင်းနေစဖြစ်တော့ကျွန်တော်နားထောင်နေတော့ရန်ကုန်ရုံးချိုးကလည်းတို့ကမှရုံးချိုးကခေါ်တယ်ခင်ဗျာမဆလာပါတီဝင်ပြီးတော့နော်အကုန်လုံးသွားလို့ရပြီကျွန်တော်လည်းမဝင်ဘူးကျွန်တော်ဒီဆိုးအောင်ကျွန်တော်အရင်မုန်းတယ်ဟုတ်ကဲ့ဟိုမုန်းလို့ဆိုတာပြည်သူဖိနှိပ်ပြီးပြင်ကျွန်တော်ဘဝကိုလည်းဖြစ်စီရတာဟုတ်ကဲ့ဆိုတော့နောက်ဆုံးကျတော့အဲ့လိုနဲ့နေနေရှိတဲ့ရှိရေးခင်မဖြစ်ခင်မှာခုနကျွန်တော်ပြောတဲ့ဖန်မြို့နယ်တက္ကသိုလ်ကောလိပ်ပါမိသားစုအဖွဲ့ဝင်ကျောင်းသူကျောင်းသားတွေကဟုတ်ကျွန်တော်စီရောက်လာပြီးတော့အခုရေးရန်ကုန်မှာတော့ကျောင်းသားရေးခင်းနေဖြစ်နေပြီမကြခင်ကျောင်းသားတွေနဲ့ပြည်သူတွေနဲ့ပေါင်းပြီးတော့ဒီအစိုးရကိုစတင်မှုတွေထုတ်တော့မယ်ဆိုတော့ဖန်မှာကိုကကျွန်တော်တို့ထက်လူကြီးပို့ပြီးတော့နော်ပေါက်ရောက်တဲ့ခါကျတော့အခုတို့ကျွန်တော်တို့နဲ့ပေါင်းပြီးတော့ဝိုင်းကူပေးပါကျွန်တော်လှုပ်ကြမယ်ဆိုပြီးကျွန်တော်လာတိုင်းနေအိမ်မှာပြီးတော့ကျွန်တော်တို့အေးတော့ခါငါပြန်ပြီးတော့အချို့တဲ့ထောင်ထဲထိုင်အောင်မကိစ္စတော့ဒါပေမဲ့တို့ကွာဟုတ်တော့ငါလည်းခံချက်ရှိတယ်တော့တိုင်းပြည်လုံးလှုပ်ကြမယ်ဆိုရင်တော့လုပ်မယ်ဒါပေမဲ့ဒီပါတီအာဏာရှင်ဆိုကကျောင်းသားကြီးပဲကွက်ချလုပ်လို့တော့မပြုတ်နိုင်ဘူးတမျိုးတရာလုပ်လို့လည်းမပြုတ်နိုင်ဘူးတပြည်နယ်လုံးအုံကြွပြီးဆန့်ကျင်မယ်ဆိုရင်တော့ဒီဆိုကပြုတ်ချနိုင်တယ်အဲ့ဒီခါကျရင်ငါတို့လုပ်ကြတာပေါ့ဆိုပြီးကျွန်တော်ပြောလိုက်တယ်ပြောတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘလို့တန်တရားရှိလို့ဒီကျွန်တော်တို့ရဲ့အထက်ကတက်ကကျွန်တော်အမေလိုဖြစ်နေတဲ့ကျောင်းဆရာမကြီးဟာသူနဲ့ဆရာနှစ်ယောက်နဲ့အိမ်ကိုရောက်ချလာတယ်9 ရက်နေ့ညမှာနော်ရောက်လာပြီးတော့ဒါတဲ့လက်ဖြန်တန်တိုင်းကလုံးဆန္ဒပြဖို့ BBC ကတည်လွှင့်တယ်ခရစ်စတိုဖာကာနတ်ပေါ့နော်ဟုတ်ဒီနဲ့ကျောင်းသားတွေလည်းလှုပ်နေတဲ့ဟုတ်အဲ့ဒါမင်းလည်းအဲ့ထဲမှာဦးစီးဦးဆောင်မှာပါမယ်လို့တည်ထွက်နေတယ်တဲ့ဟုတ်ဆရာမကြီးတို့ပြောချင်တာဒါမလှုပ်ပါနဲ့ဒါမိဘလည်းလှုပ်ချွေးနေရတယ်နော်အိမ်တော်လည်းရှိတယ်သားလေးကြောက်ရတယ်ဟာလားနှစ်ရှိပြီဟုတ်နော်ဒါနဲ့မယားနဲ့နောက်တော့မိခုနေရတဲ့လူနာတွေကလည်းစင်းသားတွေအများကြီးပဲဟုတ်ကဲ့ဒါမပါပါနဲ့ဟုတ်နော်စေကူတဲ့လူကိုပဲအေးစေလှုပ်ပါဆိုပြီးကျွန်တော်ပြောတော့ကျွန်တော်ဆရာမကြီးဟုတ်လူဆိုတာဘဝပေးတောင်းလည်းရှိတယ်တမိုင်းပေးတောင်းလည်းရှိတယ်ကျွန်တော်ဘဝပေးတောင်းရကျွန်တော်မိဘကိုလှုပ်ချွေးတယ်တာမယားကိုလှုပ်ချွေးတယ်ဆင်းရဲတဲ့ပြည်သူတွေကျွန်တော်ကူညီတယ်ဒါပေမဲ့တမိုင်းပေးတောင်းကလည်းရှိသေးတယ်ဟုတ်ကဲ့လွတ်လပ်တဲ့လူတိုင်းဝိုင်းတစ်ခုတော့ကျွန်တော်တို့လိုချင်တယ်ဟုတ်အင်းချမ်းရေးကိုလိုချင်တယ်ဒါကြောင့်မို့နိုင်ငံရေးရလေတမိုင်းပေးတောင်းကိုရောက်လာရင်တော့လုပ်ရမှာပဲကျွန်တော်စိတ်မဆိုးကြပါနဲ့ဆိုပြီးကျွန်တော်ပြောလိုက်တယ်ဟုတ်ဆရာမကြီးရတယ်ကျွန်တော်မရရင်လည်းမတတ်နိုင်ဘူးဆိုတော့ပြန်သွားတယ်ဟုတ်နောက်နေ့ရှိရနေကြတဲ့ခါကျတော့ဟုတ်တပြုတ်လုံးကတိတ်ဆိတ်ပြီးတော့အဲ့ဒီအတန်နားထောင်ကြတာဘာဖြစ်မလဲပေါ့ဟုတ်အဲ့ဒီချိန်မှာကျွန်တော်လည်းဆေးကားမှာဆေးကုနေရင်လည်းနားဆွင့်နေတယ်ဟုတ်ကဲ့အဲ့တော့ညဥပိုင်းကြတဲ့ခါကျတော့လူနာတယောက်နှစ်ယောက်ပဲခြံတော့တယ်8 နာရီလောက်ပါပေါ့အဲ့ချိန်မှာကျွန်တော်တို့အိမ်နဲ့ဆေးကားနဲ့မလှမ်းမကန်းနေရနေတို့ရေအော်တန်လေးဟုတ်လူငယ်တွေရဲ့အတန်ကိုကျွန်တော်ကြားလိုက်တယ်ဟုတ်ကြားတော့အော်ဒါတော့ကျွန်တော်ညီငယ်တွေညီမငယ်တွေနော်စားကြပြီလို့ကျွန်တော်သဘောပေါက်လိုက်တယ်ဟုတ်ကဲ့အဲ့ဒါကျွန်တော်ကလည်းကျွန်တော်ဆေးကမ်းမှာရှိတဲ့လူနာကိုပြီးအောင်ကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ဆေးကမ်းပိတ်ပြီးတော့အဲ့တော့ကျွန်တော်ဆိုင်ကယ်လေးနဲ့ပေါ့နော်ဟုတ်ကဲ့အိမ်ကနေဆေးကမ်းလာဆိုတော့ဆေးကမ်းမှာပိတ်တော့ကျွန်တော်အိမ်မှာပြန်မဲလိုက်အတန်ချတဲ့မနာမကားနေအောင်ကျွန်တော်သွားတော့တဲ့နေဝင်ရုပ်ရှင်ကိုရှင်းပါကျွန်တော်ကျောင်းသားလူငယ်တွေစပြီးတော့အော်ဟစ်ဆန္ဒပြနေကြပြီ။ရောက်20လောက်ညခင်းပဲချင်းနော်ညကြီး။အော်ည8 နာရီကျော်တော့အော်အဲကျွန်တော်ရောက်တဲ့ချိန်မှာပြည်သူတွေကလည်းဝိုင်းလာ။အော်ဝိုင်းနေတော့ချီတက်ပြီးတော့လမ်းလျှောက်ပြီးလမ်းလျှောက်တော့ကျွန်တော်ကဆိုင်ကရပ်ပြီးကြည့်နေတဲ့ချိန်မှာဒီချိန်ကတော့စပြီးတင်တယ်ဟုတ်ကဲ့ဒါဆိုရင်တော့ဒီနေ့စပြီးဆိုရင်တော့နောက်နေ့ရစပြီးကတော့ဒီတမကပို့ပြီးတော့လှုပ်ရှားမှုတွေလုပ်ရတော့မှာပေါ့ဒါတမိုင်းမိတောင်းပဲအဲ့လိုပဲလုပ်ကြရမယ်ဆိုပြီးတော့ကျွန်တော်အိမ်ပြန်သွားတယ်အိမ်ရောက်တဲ့ခါကျတော့ကျွန်တော်စီတီကိုကျွန်တော်ပြုတ်ပြတယ်တို့တမိုင်းမိတောင်းထားရတော့မယ်နှစ်ပြန်စပြီးတော့ကြီးကျယ်တဲ့တပိတ်
ဆန္ဒပြပွဲတွေဖြစ်လာတော့မယ်ထင်တယ်တော့ကျိုးဆက်တွေအားလုံးတော့ပြင်ထားကြပေါ့အဲ့နဲ့နောက်နေ့ကျတော့ကျွန်တော်စေကဆက်သွားလိုက်သေးတယ်ညနေကျတော့ခုနထုံးတိုင်းတိုင်းပဲ ဟုတ်ကဲ့ ခုနမင်းညာဖြစ်တယ်လို့ပေါ့လူအုပ်ကြီးကဆန္ဒပြပြီးတော့နော်ကြီးတဲ့လမ်းလျှောက်ကျွန်တော်နောက်နေပါသွားတာဟုတ် ဟုတ်ကဲ့ ဆိုတော့ဒုတိယနေ့မှာလည်းကျွန်တော်အဲ့လိုပဲလိုက်သွားတယ်ဆန္ဒပြပွဲတွေမှာ ဟုတ် အဲ့လိုပဲကျွန်တော်နေ့တိုင်းညတိုင်းဆန္ဒပြကြတဲ့ခါကျတော့ ဟုတ် နောက်ပိုင်းကျတော့နေ့လယ်ပိုင်းတွေပါဆန္ဒပြမှုတွေဖြစ်လာတော့ကျွန်တော်စေကံပိတ်ပြီးတော့မှကျွန်တော်သွားလိုက်တယ်သွားလိုက်တဲ့ခါကျတော့နေ့တိုင်းအဲ့လိုပဲလူအုပ်ကြီးကမြို့ကိုပတ်ပြီးတော့ဆန္ဒပြနေကြတဲ့ခါကျတော့ကျွန်တော်စဉ်းစားတယ်တခုခုတော့လုပ်ဖို့လိုလာတယ်ဒီတိုင်းသွားလို့တော့မရတော့ဘူးတနင်္ဂနွေလုံးလည်းအုံချွနေကြပြီအဲ့တော့ကျွန်တော်တို့ဘာလုပ်လဲဆိုတော့မြို့လေကောင်ကကျွန်တော်စေကံနာကတိထမောင်ဖះကြီးဝင်းတွဲမှာစုကြတယ်ကျွန်တော်တို့လူထောင်ပေါင်းများစွာစုကြတယ်အဲ့ဒီမှာကျွန်တော်တို့တရားဟောတဲ့အခါမှာကျွန်တော်တရားတက်ဟောတယ်ကျွန်တော်တရားဟောတဲ့အချိန်မှာကဒီချမ်းကြီးတွေလွတ်လပ်ရေးဟလားတရားမျှတမှုတွေစသည်ဖြစ်ဒါတွေကိုတိုက်ပွဲဝင်ကြဖို့ငြိမ်းချမ်းစွာတိုက်ပွဲဝင်ကြဖို့စီယုံရေးသဘောဆန်ဖို့အာဏာပိုင်တွေကိုလည်းကျွန်တော်တို့ကစီယုံဖို့မဆလာပါတီတွေကိုလည်းဖက်ပြောင်းဖို့စစ်တပ်ကိုလည်းကိုတပ်ဝင်ထဲမှာပဲကိုနေကြဖို့ရေတပ်ဖွဲ့တွေကိုလည်းပြည်သူတွေနဲ့ပူးပေါင်းကြဖို့ကျွန်တော်မှဆန္ဒပြပွဲပြီးတော့ဘုရားဝင်ကြီးထဲမှာကျွန်တော်တရားဟောတော့အဲ့ဒါတွေထည့်ပြောတယ်ပြောရင်းနဲ့ကျွန်တော်တခုကြံပြတာကတပိတ်စကန်တခုဖွင့်ပြီးတော့တပိတ်ကော်မတီကစနစ်တကျဦးဆောင်ဖို့လိုအပ်တယ်ဆိုပြီးကျွန်တော်ကြံပြတယ်ကြံပြတော့အဲ့ဒီညမှာပဲကျွန်တော်တို့လူကြီးတွေလူငယ်တွေចောင်းသားတွေနော်လူသမားတွေစသည်ဖြစ်ပေါ့နောက်တစ်ခုဝန်ထမ်းဟောင်းတွေစုပြီးတော့ကျွန်တော်တို့အစည်းအဝေးလုပ်ကြတယ်လို့တော့အဲ့ဒီမှာကျွန်တော်တို့တပြေတက်ဦးတပိတ်စခန်းဆိုပြီးဖွင့်ဖို့သဘောတူကြတယ်တပြေဆိုတဲ့နာမည်လေးကျွန်တော်ပဲပေးတယ် အော် ဆိုတော့အဲ့ဒီမှာကျွန်တော်တို့တပိတ်စခန်းဖွင့်တော့တပိတ်ကော်မတီကျွန်တော်တို့ဖွဲ့တော့ဦးဆောင်ကော်မတီ9ယောက်ရွေးတယ်အဲ့တော့ကျောင်းဆရာကြီးဟောင်းတယောက်ပါတယ်ကျောင်းဆရာကြီးပါတယ်နိုင်ငံရေးသမားပါတယ်ကျွန်တော်ဆရာဝန်နေနဲ့ပါတယ်ပြည်သူ့ဆေးရုံကသွားဆရာဝန်တယောက်နော်ဆရာဝန်တယောက်ပါတယ်နော်ပြီးတော့အရာခံဘူဟောင်းတယောက်ပါတယ်ကျွန်တော်တို့ဒီတက်တူကျောင်းသားတယောက်ပါတယ်အရသာပါတယ်အဲ့တော့ကျွန်တော်တို့ဥဆောင်ကော်မတီ9ဦးဟာအရွာပေါင်းစုံကနေကိုစားပြုပြီးတော့ဖွဲ့ပြီးတော့အဲ့ဒီမှာတပိတ်ကိုစပြီးတော့ကျွန်တော်တို့စခန်းဖွင့်ပြီးတော့နေ့စဉ်နေ့တိုင်းဒီတပိတ်စခန်းမှာနော်လာပြီးတော့စုကြတယ်အဲ့ဒီမှာစင်ကျွန်တော်တမျိုးလုံးငင်းချမ်းစွာဆန္ဒပြပြီးချီတက်ကြတယ်ပြီးတော့ဟောပြောပွဲတွေကျွန်တော်တို့စီစဉ်ကြတယ်ပြီးတော့အဲ့ဒီမှာတပိတ်စခန်းကိုလာကြတဲ့သူတွေရဲ့လုံခြုံရေးကျန်းမာရေးစီကံနဲ့ပတ်သက်တဲ့ထိန်းသိမ်းရေးနောက်တစ်ခုကရရွာစီကံတွေနဲ့ပတ်သက်ပြီးဖောက်ဖျက်တဲ့သူတွေကိုရေးယူစသဖြင့်မျိုးရအုပ်ချုပ်ရေးကိုလှုပ်လို့ရတယ်လို့ ဟုတ်ကဲ့ ဒီတပိတ်ကော်မတီကနေဦးစီးပြီးတော့လုပ်ခဲ့ကြတယ်အဲ့တော့ဦးဆောင်ကော်မတီက9ဦးဆိုပေမဲ့လူက10ကဏ္ဍနဲ့ချီပြီးတော့ရာကဏ္ဍနဲ့ချီပြီးတော့အရန်အင်အားတွေကတောင်းခွဲပြီးလုပ်ကြတယ်အဲ့တော့ခြုံပြောရရင်ကျွန်တော်တို့ကရင်ပြည်နယ်ဖာမြို့မှာအဲ့ဒါလို့နော်တိတ်နဲ့ချီတဲ့ဆံမြတ်ပြဖို့တွေဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ចောင်းသားတွေနဲ့အရက်လူငယ်တွေနဲ့ပေါင်းပြီးတော့တခြားမြို့နယ်တွေကိုကိုယ်စလဲလှုပ်ပြီးတော့စနစ်တကျနဲ့တပိတ်ဆန္ဒပြပွဲတွေဖြစ်အောင်ကျွန်တော်တို့ထပ်ပြီးတော့တိုးချဲ့ပြီးစီရင်တော့တပြည်နယ်လုံးမှာမြို့တိုင်းမှာ စီးနေကန်နဲ့နော်တပိတ်ဆန္ဒပြပွဲတွေဖြစ်တယ်ကျွန်တော်တို့ကရုံးရင်းဆန်ခိုက်ဖြစ်တာတွေ ဟုတ်ကဲ့ တက်နဲ့ပဋိကိကုဖြစ်တာတွေ ဟုတ်ကဲ့ ရဲနဲ့ဖြစ်တာမရှိဘူးရဲတွေလည်းအကုန်လုံးပဲပြောင်းနေ ဟုတ် မဆလာပါတီတွေလည်းပါတီကနှုတ်ထွက်ပြီးတော့ကျွန်တော်တပိတ်ကိုအားပေးကြတယ်ကျွန်တော်တို့တမ20ဌာနချုပ်ဟာတပိတ်စခန်းလေးဆိုရင်တအော်ခေါ်စာတော့ပဲရှိတယ် အော်ဒါမဲ့လာပြီးစီးနေတာ ကျွန်တော်တို့စီယုံလေကိုစခန်းထဲမှာကုန်နေကြပါ ဟုတ် နော်ဒီကိစ္စကပြည်သူလူထုရဲ့ကိစ္စဖြစ်တယ်နော်တက်ကိစ္စမဟုတ်ဘူးပြည်သားစုတွေဈေးဝယ်ပါထွက်လာပါအန်တီမရှိပါဘူးစစ်သားတွေတော့မထွက်လာနဲ့ပြည်သားစုတွေအပြင်ထွက်ဈေးဝယ်လို့ရတယ်စသည်ဖြစ်ပေါ့ကျွန်တော်တို့ကတစ်ချိန်လုံးတက်မတော်ဘူးစီယုံတဲ့ခါကျတော့တိုက်နဲ့ကျွန်တော်ကြားထဲမှာဘာမှပြဿနာမရှိဘူးနော်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အာနာမသိငင်ရက်ဒီမှာတမ22ရက်တက်တယ်ညတကောင်ကျော်ပြီးစစ်ကားတွေစီးလိုက်ရန်ကုန်ဘက်ကိုကြီးတက်သွားတာကိုကျွန်တော်တို့သိရတယ်ဟုတ်အဲ့ချိန်မှာရန်ကုန်မှာခေါင်းဖြတ်တာတွေအဓိကရုဏ်းဖြစ်တာတွေနေရတက်တွေရန်ကုန်ပို့တာတွေနော်
စစ်တပ်ကပြင်ဆင်နေတာတွေအာဏာသိမ်းလို့မဲ့အရေးအယောင်တွေကောလာဟလတွေအများကြီးထွက်တဲ့ခါကျတော့ကျွန်တော်တို့ကရင်ပြည်နယ်မှာလည်းကျွန်တော်တို့ဘာလို့ပဲအောင်မြင်ရန်ကုန်ကကြာရှုံးရင်ကျွန်တော်တို့ရှုံးပြီလေရန်ကုန်ကဌာနချုပ်ကဟိုအားလုံးရဲ့အဲ့မှာကျွန်တော်တို့စိတ်ပူလာတဲ့ခါကျတော့အဲ့ဒီအာဏာမသိရင်ရက်တရက်ညက်ဒီမှာကျွန်တော်တို့စဉ်းစားတယ်ဟုတ်အာဏာသိရင်ဘာလုပ်ကြမလဲအဲ့မှာကျွန်တော်တို့သူ400လောက်ရှိတယ်အာဏာသိရင်ကျွန်တော်တို့လက်နက်ကန်တော်လာရေးနဲ့နေစားကနေဆက်ပြီးတော်လာမယ်ဆိုပြီးတော့သဘောထားပြီးတချို့ကျတော့တပိတ်စကောင်ကိုဖြတ်သိမ်းပြီးတော့ပုံးချောင်နေကြဖို့သဘောထားပြီးချို့ကျတော့လေခြေကလေးတွေဓာတ်တွေဒုတ်တွေရရလည်းနဲ့ဆုပြီးတော့တပိတ်စကောင်ကိုလာပြီးဖြုတ်ခွင်းပြန်ခံချမယ်ဆိုပြီးတော့သဘောထားပြီးအဲကျွန်တော်တို့ကအားလုံးရဲ့သဘောထားကိုအကြည့်အကျဉ်းနားထောင်ပြီးတော့နောက်ဆုံးမှာအများစုဖြစ်တဲ့လက်နက်ကန်တော်လိုင်းလုပ်မယ်ဆိုပြီးတော့ဆုံးမချက်ကိုကျွန်တော်ကိုကော်မတီကသဘောတူဆုံးဖြတ်ပြီးတော့ကဲလက်နက်ကန်တော်လိုင်းလုပ်မယ်အားလုံးသိလုပ်ရင်ဒီလူ400လောက်ဟာအဖွဲ့3ဖွဲ့ခွဲပြီးတော့အဲ့ဒီတော့တစ်ဖွဲ့ကိုဥဆောင်နေသူတယောက်သူတို့ကမော်ခုလမ်းနေသွားဦးကြလူတွေဆိုတော့လေဒီပြည်နယ်နေဆက်ကိုဖားအားနေထွက်ရင်လမ်းပေါင်းများစွာကနေသူတို့သွားတတ်တယ်စစ်တပ်မရှိတဲ့လမ်းတွေပေါ့အဲ့တော့တစ်ဖွဲ့ကိုတယောက်ကနေဥဆောင်ပြီးတော့နော်နောက်တစ်ဖွဲ့ကနောက်တစ်ယောက်နောက်တစ်ဖွဲ့ကနောက်တစ်ယောက်နောက်3သူကနေဥဆောင်ပြီးတော့စုရက်ကိုနေဆက်မှာထားကိုဒီကိုကနေရောက်အောင်သွားပြီးကျွန်တော်တပိတ်ကောင်းဆောင်တွေကကိုဒီကိုကနေရောက်အောင်လာပြီးတော့3ဘွဲကိုနေဆက်မှာတနေရာနဲ့ပြန်စုပြီးတော့တော်လိုင်းလုပ်ကြမယ်ဆိုပြီးတော့ဆုံးဖြတ်ချပြီးပြင်ညာအဲ့တော့စက်တင်ဘာ16ရက်နေ့မနေ့ကျတဲ့ခါကျတော့တနေ့ကလည်းရိုးဖြစ်နေပြီစိတ်ပူနေကြပြီအဲ့တော့ညနေ4နာရီကျတော့နော်အဲ့ဒီမတိုင်ခင်မှာစစ်ချီချင်းတွေဖွင့်နေပြီဟုတ်တနေ့လုံးစစ်တချင်းတွေကြီးပဲမြန်မာတန်ဖွင့်နေတာဟုတ်တယ်အဲ့တော့ဆိုရင်နမိတ်ကအာနာသိန်းလို့မယ်ပေါ့နော်ဟုတ်အဲ့တော့ညနေ4နာရီထိုးတဲ့ခါကျတော့မြန်မာတန်ကနေဘိုးချုပ်ကြီးစောမောင်ကဦးစီးချုပ်အနေနဲ့ဟုတ်တမတော်ဟာတိုင်းပြည်ရဲ့အခြေအနေကိုထိန်းသိမ်းဖို့အတွက်အာဏာသိမ်းလိုက်ရပါတယ်ဆိုပြီးတော့ကြေညာတေချာသွားပြီအဲ့တော့ချက်ချင်းပဲကျွန်တော်တို့လည်းမူလအစီအစဉ်တိုင်းပဲထောင်နဲ့ချီတဲ့ဆန္ဒပြတဲ့နော်လူတွေတပိတ်စကန်ထဲမှာရှိနေတာဟုတ်သူတို့ကတရားဟောတာလည်းနားထောင်တယ်ပြီးမိတ်ဆွေတွေချင်းချင်းတွေ့ကြရတယ်ပြီးတော့အမှုခင်းနေလာပြီးဈာနာကြတယ်နောက်ဟာမြို့မှာရှိတဲ့တန်ဃာတော်ကြီးတွေကလည်းတပိတ်စကန်ရဲ့နာယကဖြစ်နေနော်ဘုရားဝန်ကြီးကနော်တိုက်ကြောင်းပေါ်မှာလာနေပြီးတဲ့နေ့တိုင်းဆိုတော့ဆရာတော်ကြီးတွေပြောတာကတပိတ်စကန်ကိုရှင်းလိုက်တော့ငါတို့ဒီဘုရားနော်ဒီရှစ်ခိုးတဲ့ကိစ္စတွေအကုန်လုံးကိုငကိုယ်တိုင်းပြန်ဖြစ်အောင်ဒီအတမစဲပထမပွဲလုပ်လိုက်ပြီးတော့ဒီညကိုဘုရားဝန်ကြီးပုံစံအတိုင်းငါတို့ပြန်ထိန်းလိုက်မယ်လူတွေအကုန်လုံးနော်ထောက်ခေါ်လာကြပြီးတော့အကြံပေးတော့ကျွန်တော်တို့လူတွေအကုန်လုံးမြစ်တဲ့ခံတယ်စီးနဲ့ခံနဲ့သွားကြဖို့တော်လိုင်းလုံးမဲ့အယောက်400ကိုတော့ကျွန်တော်ဆက်ထားရတယ်ဟုတ်ထားပြီးတော့လူတွေအကုန်လုံးရှင်းတဲ့ခါကျတော့အယောက်400ကိုကျွန်တော်တို့ကတောင်ခွဲပြီးတော့တစ်ဖွဲ့ချင်းစီးနဲ့ခံနဲ့ထွက်ခေါ်သွားကြဖို့စီစဉ်တယ်ပြီးတော့ကျွန်တော်တို့9ယောက်ချန်တယ်ခေါင်းဆောင်9ယောက်ကစီဝေးထိုင်ပြီးတော့ကဲကျွန်တော်9ယောက်မြို့ထဲမှာအယောင်ပြပြီးတော့ပုံနေမယ်3-4ရက်အတွင်းမှာကျွန်တော်ရေးပေါ်တွေထွက်ခေါ်လို့ရအောင်ကျွန်တော်တို့လိုက်ဖမ်းဖို့ကြိုးစားနေတဲ့အချိန်မှာသူတို့လမ်းပေါင်းနော်မျိုးစုံကနေသူတို့ထွက်လို့ရမယ်ပြီးကျွန်တော်တို့ကုန်တီကိုကနေတယောက်ချင်းနေစောက်ရအောင်သွားဟုတ်အဲ့ဒါနဲ့ကျွန်တော်တို့လည်းအဲ့ဒီညမှာပဲနော်ကျွန်တော်တို့ပုံဖို့နေရာကိုရှာဖို့အတွက်အတီးတီးထွက်လာကြတာပေါ့ဆရာတော်ကြီးတွေစောစောအတိုင်းပဲအတမစဲပထမပွဲလုပ်ပြီးတော့ဘုရားဝန်ကြီးကိုပြန်ထိန်းလိုက်တဲ့ခါကျတော့ပြီးခဲ့တဲ့နိုင်ပိုင်းတွင်မှာလူထောင်နဲ့ချီတဲ့ဘုရားဝန်ကြီးကတခါတည်းတန်ဃာတော်ကြီးတွေကြီးပဲတရားဟောနေတဲ့နေရာတိတ်ဆိတ်ပြီးတော့စီကံတခါတည်းစနစ်တခြားနဲ့အကုန်လုံးငြိမ်သွားကြတယ်ရိတ်ခါပစ္စည်းတွေအကုန်လုံးကျွန်တော်တို့ရွှေ့တယ်စာဝတ်စနာတွေအကုန်လုံးမိရှို့တယ်ဘာမှမကြံစေရဘူးပြီးတော့ကျွန်တော်ခြုံပြောရရင်ကျွန်တော်တို့အဲ့ဒီနီးနဲ့လက်လက်ကန်တော်လိုင်းတို့ဖို့အတွက်ဟာမြို့နေရတပီတက်ဦးဖို့ပြီး400လောက်ကလမ်း3တွင်နဲ့ကျွန်တော်တို့ဒေါ်တွေကိုထွက်ခေါ်လာခဲ့ကြတယ်အဲ့ဒီအစိုက်ပြီးကျွန်တော်ဟာခြေဝန်ဘွားကနေလုံးဝတော်လိုင်းရေးသမားဘွားကိုအချိန်ပြည့်လုပ်ဖို့အတွက်ကျွန်တော်ဒေါ်တွေကိုရောက်လာတယ်ဟုတ်ကဲ့အဲ့ဒါပေါ့နော်အဲ့တော့ဆရာတို့အခုအဲ့ရနေပြီးတော့တောထဲကိုရောက်သွားကြတယ်ပေါ့နော်တောထဲကိုရောက်သွားကြတော့ကျွန်တော်တို့ဒီဘက်ခေတ်ဒီဆရာမြင်နေတွေ့နေရတဲ့ဒီလက်နက်ကင်ပေါ့နော်ဒီ
လက်နက်ကိုင်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဟိုဆရာတို့တော့ခုကေတုန်းကကြုံတွေ့ရတဲ့တိုင်းသားလက်နက်ကိုင်တွေလက်ရှိကွာခြားချက်လေးပေါ့နော်အဲ့ဒီပြောလို့ဆိုပါ ကျွန်တော်တို့ထိုင်းမြန်မာနေဆက်ဒီ KNU ရဲ့ဂုံတွေစခန်းတွေကိုကျွန်တော်တို့အတီးတီးရောက်ကြတာဟုတ် ဟုတ်ကဲ့ တော့ကျွန်တော်တီးတော့စခန်း18ခုလောက်ရှိတယ်မွန်မာရောကရင်မာရောကရင်နီမာရောပအိုးမာရော ဟုတ်ကဲ့ နော်ကချင်ကတော့ကျွန်တော်လက်ငါမမီဘူးကချင်မှာလည်းရောက်ကြတယ် ဟုတ် တချို့ဆိုရင်အိန္ဒိယနေဆက်မှာလည်းရောက်ကြတယ် ဟုတ်ကဲ့ အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်ကိုယ်တိုင်ကိုယ်ကြလေးလာသိရှိရတော့ဆိုရင်တိုင်းသားဒီမျိုးစုလက်နက်ကင်အဖွဲ့အစည်းစစ်တပ်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ NDF ဟုတ် National Democratic Front ဟုတ် ဆိုတော့အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုဆိုတဲ့အဖွဲ့ ဟုတ် ရှိနေပြီဆိုတော့အဲ့ဒီတပ်ပေါင်းစုဟာ1996လေးကဖွဲ့ပြီးတော့ကျွန်တော်တို့နေစားဒေသတစ်လျှောက်လုံးသူတို့စိုးမိုးထားတယ် ဟုတ် ဆိုတော့အဓိကတော့ကရင်ရယ်ကချင်ရယ်ကရင်နီရယ်မွန်ရယ်စသည်ဖြစ်ပေါ့နော် ဟုတ်ကဲ့ အဲ့တော့ဆက်တဖွဲ့ကဒီတိုင်းသားဒေသတွေအကုန်လုံးသူတို့နှစ်ပုံများစွာသူတို့ကထိန်းချုပ်ထားတာပေါ့အဲ့ဒီ NDF အဖွဲ့ကနေဦးစီးပြီးတော့ဒုက္ခလာတဲ့ចောင်းသားလူငယ်တွေအကုန်လုံးစခန်းတီးတီးမှာကြိုဆိုလက်ခံတယ်နေရာချပြီးတယ်စာဝတ်နေရေးနဲ့ပတ်သက်ပြီးတော့ဝိုင်းကူတယ်နိုင်ငံတကာ NGO အဖွဲ့အစည်းတွေကဆန်တို့စားတို့ကပိတို့အစလာကူတဲ့ခါစားသူတို့ကဝိုင်းပြီးတော့လမ်းကြောင်းတွေဖွင့်ပေးတယ် ဟုတ်ကဲ့ စီဝါနဲ့ပတ်သက်ရင်လည်းနိုင်ငံတကာအဖွဲ့အစည်းကလာပေးတဲ့အခါမှာသူတို့လမ်းကြောင်းတွေဖွင့်ပေးတယ်သူတို့ကုန်တယ်တဲ့နော်ဒီနေစားဂိတ်တွေရှိတယ် ဟုတ်ကဲ့ အခုကြီးပေးခြင်းတဲ့အဖွဲ့အစည်းတွေသူတို့စစ်စစ်ပြီးလက်ခံပေးတယ်စခန်းတွေကိုပေါ့နော်လာလို့ရအောင်ပြီးတော့ ဟုတ် သူတို့တစ်ခုဘာလုပ်လဲဆိုတော့ NDF အနေနဲ့မူတစ်ခုချတယ် ဟုတ် ရှိတဲ့ရှိရေးခင်းရနေထွက်လာကြရတဲ့ចောင်းသားလူငယ်တွေလူပေါင်းစုံကိုမမောင်းထုတ်ဘူး ဟုတ်ကဲ့ တော်လိုင်းလုံးမဲ့သူအကုန်လုံးကိုသူတို့သက်ဆိုင်ရာနေရာတွေမှာနေရာထိုင်ခင်းသူတို့စီစဉ်ပေးမယ်ပြီးရင်စစ်တပ်နာတက်ချင်တဲ့သူတွေကိုစစ်တပ်နာပေးမယ်ပြီးတော့စာဝတ်နေရေးနဲ့ပတ်သက်ပြီးတော့သူတို့အကုန်လုံးတာဝန်ယူနိုင်ပေမဲ့အကူအညီပေးတဲ့အဖွဲ့အစည်းတွေကိုနော်ဝင်ထွက်ပြီးတော့အကူအညီပေးလို့ရအောင်သူတို့လမ်းကြောင်းတွေဖွင့်ပေးမယ်ပြီးတော့နောက်တစ်ခုကထွက်လာတဲ့အဖွဲ့အစည်းတွေအကုန်လုံးကိုတစ်ဖွဲ့လေးဖြစ်အောင်သူတို့စီရင်ပေးမယ်ဆိုတော့အဲ့ဒီကာလမှာအဲ့ဒီဒီမျိုးစုလက်နက်ကင်တိုင်းသားအဖွဲ့အစည်းတစ်ဖွဲ့လုံးဟာသူတို့မှာလုံလောက်တဲ့နော်လက်နက်ကင်အင်အားတစ်ဖွဲ့တွေရှိတယ်လုံလောက်တဲ့ခရမ်းမီးကြောက်လက်နက်ပစ္စည်းကိရိယာပြည့်စုံရှိတယ်လူတုရှိတယ်နော်သူတို့ထိချုပ်ထားတဲ့နေမီတွေအများကြီးရှိတယ်နော်နေစားကုန်တဲ့လမ်းတွေဖွင့်ပြီးတော့စီးပွားရေးရအခုံကောက်ပြီးတော့ဝင်ငွေတွေရှိတယ် ဟုတ်ကဲ့ နော်ကျန်းမာရေးပညာရေးစတဲ့နော်လူထုအတွက်နော်တော်လိုင်းတက်ဖွဲ့အတွက်အထောက်ပံ့ဖြစ်နိုင်တဲ့နော်သူတို့မှာလုံလောက်တဲ့ဝင်ငွေရှိတယ် ဟုတ်ကဲ့ နော်နောက်အုပ်ချုပ်ရေးရတယ်သူတို့ကလဲလက်ကင်တက်တယ်မကောက်ဘူးနော်အစိုးရငယ်လေးတရက်လို့သူတို့မှာအုပ်ချုပ်ရေးအဖွဲ့တွေရှိတယ်ရန်တရားရှိတယ် ဟုတ်ကဲ့ တရားစီရင်ရေးအုပ်ချုပ်ရေးနော်ပညာရေးကျန်းမာရေးအဲ့တော့အဲ့ဒီအချိန်တုန်းကအဲ့ဒီ EROs တွေပေါ့နော် ဟုတ် သူတို့စီမှာသူတို့ဒေတာကိုသူတို့အုပ်ချုပ်နိုင်စွမ်းကာကွယ်နိုင်စွမ်းထိမ့်သိမ်းနိုင်စွမ်းနော်နေစားမှာရှိနေတဲ့အိန္ဒိယနိုင်ငံတွေနဲ့နော်ဆက်ဆံရေးထူထောင်နိုင်စွမ်းအကုန်ရှိတယ်ရှိတော့ရန်သူနော်ဒီစစ်တပ်တွေလာတဲ့ခါကျရင်လေသူတို့ကသူတို့နေကိုနော်ထိမ့်သိမ်းကာကွယ်နိုင်စွမ်းရှိတယ် ဟုတ်ကဲ့ ဆိုတော့သူ့ဘက်ကိုယ့်ဘက်နော်တိုက်ပွဲဖြစ်တဲ့အညူအောင်နေနေမှာတော့ဆုတ်လိုက်တက်လိုက်တော့ရှိတာပေါ့ ဟု နော် တ်ကဲ့ ဒါပေမဲ့သူတို့လုံးဝထိန်းချုပ်တဲ့နေနေတတ်တတ်ရှိတယ် ဟုတ်ကဲ့ သူတို့ရှေ့မတိုးနိုင်တဲ့နော်ဒီစစ်ဆိုးကထိန်းချုပ်ထားတဲ့နေနေတတ်တတ်ရှိတယ်ဆိုတော့သူတို့ရဲ့မဟာဗျူဟာဘာလဲဆိုတော့သူတို့သတ်မှတ်ထားတဲ့နော်နေနေမိတ်ထိသူတို့လုံးဝအပီပြင်သူတို့အသိခံပြီးတော့ကောက်ွယ်နော်စောင့်ရှောက်မယ် ဟုတ်ကဲ့ လူလူကောက်စောင့်ရှောက်မယ်နောက်တစ်ဆင့်အဲ့ဒီနေကနေရှေ့ကိုတိုးပြီးတော့အညူအောင်နေနေမှာတော့သူတို့ရတာတော့နော်ရတာတော့ကာလာတိသူတို့အုပ်ချုပ်ရေးချမယ်ထိမ့်သိမ့်မယ်ကောက်ွယ်မယ်စောင့်ရှောက်မယ်နော်အာမတန်လို့မှရှောရရင်
အညော်နေမြေကနေသူတို့ပြန်ဆုတ်ပြီးတော့ကြောက်ကြစစ်နဲ့ရန်သူသူတို့ချေမုန်းမယ်လုံးဝမဆုတ်သွားဘူးဆိုတော့အဲ့ဒီမဟာဗျူဟာနဲ့တိုက်နေတဲ့ခါကျတော့ဘယ်တော့မှရန်သူကသူတို့နေမြေတွေကိုမနိုင်ဘူးမစိုးမိုးနိုင်ဘူးဆိုတော့အဲ့လိုဖြစ်နေတဲ့အချိန်တွေမှာသူတို့နေမြေတွေသူတို့ကဘာမှနော်ကြီးကြီးမားမားစိတ်ပူစရာမရှိဘူးနော်ခုခံစင်းနဲ့သူတို့ခုခံနေတယ်လို့လိုအပ်ရင်ပျောက်ကြားစင်းနဲ့ဝင်ပြီးတော့ရန်သူစစ်တပ်တွေကိုဝင်နှောက်လို့ရတယ်ဝင်တိုက်လို့ရတယ်၆ချအောင်လုပ်လို့ရတယ်ဆိုတော့အဲ့ဒီကြောင့်မို့လို့တော်လှန်ရေးလို့ဖို့ကျွန်တော်တို့ထွက်လာတဲ့သူငယ်တွေနဲ့ပတ်သက်လာရင်သူတို့ကစစ်တပ်နန်းပေးဖို့အတွက်သူတို့အစင်းလေးသူတို့ပြင်လာပေးတယ်တို့တော့လက်ထက်ကတော့ကျွန်တော်တို့နော်ပေးချင်မှပေးမယ်ပေးဖို့လည်းယုံချင်မှယုံမယ်နော်ပေးနိုင်မှလည်းပေးနိုင်မယ်နော်သူတို့မှာအရန်လက်နက်တွေဘယ်လောက်ပဲရှိရှိနော်လက်နက်တွေကိုဘယ်မှမထုတ်ပေးလိုက်ပြဿနာတက်ကုန်မှာပေါ့ဟုတ်ကဲ့နော်ထွက်လာတဲ့သူတွေကလူငယ်တွေចောင်းသားတွေလူလက်ပိုင်းတွေဟုတ်ကဲ့နော်တွေးကြုံလည်းမရှိဘူးဆိုတော့ဟုတ်ကဲ့စစ်ရေးနဲ့ပတ်သက်လာရင်သူတို့အရန်သတိထားတယ်ကျောင်းမို့ကျွန်တော်ပြောချင်တာကစစ်တင်နန်းပေးခြင်းအဖြစ်တစ်ချက်စစ်စီကောင်းကိုနားလေသွားရင်သူတို့ကိုတစုတစည်းတဲ့စစ်ပုံစံအတိုင်းအုပ်ချုပ်ရတာလွယ်သွားမယ်ဟုတ်ကဲ့နော်ရက်သားကိုအုပ်ချုပ်တယ်နဲ့ဆိုရင်စစ်တင်နန်းဆင်းပြီးသားစစ်သားပုံစံအုပ်ချုပ်ရတာပိုလွယ်သွားမယ်ဟုတ်ကဲ့နှစ်ချက်လုံခြုံရေးအမြင်ရှိသွားမယ်ဟုတ်ကဲ့သုံးချက်စစ်ရေးကစဉ်းစားတက်လာမယ်လေးချက်ဒေသခံတိုင်းသားတက်တည်းရဲ့နော်အမိတ်ပေးမှုနဲ့နော်စီမံခန့်ခွဲမှုကိုလည်းလက်ခံလာနိုင်တယ်နော်အဓိကကြဆုံးကတော့တစုတစ်ဖွဲ့တဲ့စုစုစီစီနဲ့စနစ်တကျနော်အဖွဲ့အစည်းတိဆောက်တာအဖွဲ့အစည်းကိုနာခံတာအဖွဲ့အစည်းကိုလေပတ်တာလှုပ်လာနိုင်မယ်ဆိုတော့အဲ့ဒီချိန်မှာအဲ့ဒီတိုင်းသားတွေမျိုးစုတွေလည်းအဖွဲ့အစည်းတွေကဘာပြောကျွန်တော်တို့ရဲ့နော်ရက်တီအတွက်နော်ကျေးဇူးအများကြီးရှိခဲ့ပြီနော်ကျွန်တော်တို့ရဲ့နော်နောက်ခံတပိုင်းပေါင်းစုံလူဒန်းစားပေါင်းစုံအတွေးပေါင်းစုံလူတွေကိုတနေရာထဲမှာစုထားဖို့ဆိုတာအရင်အန်တီကြီးတယ်ဒါပေမဲ့သူတို့အဲ့ဒါတွေကိုတန့်ကြတော့နော်ဟိုပြုတ်ဖို့ပြောင်းနေထိန်းတယ်ညှိခဲ့တယ်နောက်ဆုံးကြတော့ကျွန်တော်တို့သူတို့ပြောတယ်တစ်ဖွဲ့တွေတော့အဖွဲ့ကသာလင်ရှိတဲ့ရှိနော်အရေးခင်းထွက်လာတဲ့သူတွေအကုန်လုံးပေါင်းနေတင်တယ်ဒါကြောင့်မို့လို့ခင်ဗျားတို့စခန်းတိုင်းမှာဘယ်လေဖွဲ့ပဲရောက်နာမည်တစ်ခုနဲ့စခန်းတစ်ခုကိုတိဆောက်ပြီးတော့ကော်မတီဖွဲ့ပါအဲ့ဒီစခန်းနာမည်နဲ့စခန်းကော်မတီနဲ့အဲ့ဒီစခန်းမှာစစ်တပ်နိုင်ယူပြီးတော့တစ်ချိန်ကျရင်လက်ငယ်တော်လိုင်းယူစနစ်တကျဆင်နွှဲဖို့လုပ်ပါအဲ့တော့စခန်းတွေအများကြီးရှိရင်အဖွဲ့ခွဲလေးတွေအများကြီးရှိမယ်ဟုတ်ကဲ့စခန်းကော်မတီအများကြီးရှိမယ်ဟုတ်ကဲ့အဲ့ဒီအဖွဲ့တွေအကုန်လုံးအနေထိုင်သွားပြီဆိုရင်အဲ့ဒီစခန်းတွေအကုန်လုံးရဲ့ကိုယ်စားလှယ်တွေကိုရွေးချယ်ပြီးတော့ညီလာခံတစ်ခုခေါ်ပေးမယ်ဟုတ်နော်အဲ့ဒီကနေဘိုးကော်မတီရွေးပြီးတော့တဖွဲ့သေးရောဘိုးကော်မတီကတဖွဲ့သေးသောအဖွဲ့အစည်းကိုအုပ်ချုပ်ပြီးတော့တော်လှန်ရေးကိုမဟာမိတ်တွေနဲ့လက်တွေ့ပြီးလုပ်ချင်တယ်ဆိုတော့အဲ့ဒီမူကိုသူတို့ကချပြပြီးတော့ကျွန်တော်တို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဟုတ်ကဲ့စီဒီဖြစ်စေမတိသည်ဖြစ်စေဟုတ်ကဲ့စခန်းတစ်ခုမှာဘယ်နှဖွဲ့ပါဟုတ်အဖွဲ့ဒီအကုန်လုံးကိုမေးလိုက်ဟုတ်အားလုံးဟာစခန်းတစ်ခုတည်းပဲဖြစ်ရမယ်စခန်းရဲ့အဖွဲ့ဝင်ပဲဖြစ်ရမယ်အဲ့ဒီမှာရှိတဲ့စခန်းကော်မတီရဲ့အုပ်ချုပ်မှုကိုလက်ခံရမယ်ကိုယ့်အကိုရွေးချယ်ဒါဆိုဒီတိုင်းလက်နက်ကိုင်ဖွဲ့စည်းရေးအကုန်လုံးကဒီမြို့ပေါ်မှာအာဏာသိမ်းနေလို့ဒီចောင်းသားတွေပြည်သူလူထုတွေကဒီဘက်ကိုထွက်ပြေးလာတယ်ဆိုတဲ့သတင်းတွေကသူတို့လည်းရပြီးသားဖြစ်မှာပေါ့နော်စစ်တေရှိအရေးကြီးဖြစ်တဲ့ခါကျတော့ NDF အဖွဲ့အစည်းကဟုတ်စုပေါင်းပြီးတော့ statement တစ်စောင်ထုတ်တယ်အဲ့ဒီ statement ကိုမြန်မာနိုင်ငံထဲကိုဖြန့်တယ်ကျွန်တော်တို့ဖာမြို့မှာဆန္ဒပြတယ်လိုင်းပွဲ concrete ကရင်ယူဝရေးဖို့တွေအရောက်ဖို့နဲ့အများကြီးဝင်ပြီးတော့ပါကြတယ်လိလာကြတယ်အခေတ်ခတ်ကြတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီဆန္ဒပြတဲ့ကာလမှာတွေကိုဆက်ပြီးတော့ထောက်ခံအားပေးတယ်တော့ခွေရင်တော့မှသူတို့ကူညီပေးမယ်ဆိုပြီးတော့နော်ခုနပြောသလိုသတင်းစကားပေးခဲ့နေတယ်အဲ့ဒါကြောင့်အရာသူတို့ဘက်မှာအစင်သင်းသူတို့ပြင်လာပြီးသားကျောင်းသားရေးရာကော်မတီပါသူတို့ဖွဲ့ပြီးသားတော်မခုတ်ကြီးတဲ့ဟုတ်ကဲ့ဟိုကလေတခုအဲ့ဒါကြီးနဲ့တော့တိတ်တော့မဆိုင်ဘူးပေါ့နော်
ဒီနိုင်ငံရေးတော်လိုင်းကိစ္စရင်းနဲ့တော့သိမဆိုင်ပေမဲ့ဟိုစိတ်ဝင်စားတာပေါ့နော်ဆရာအိမ်ရောက်လာချိန်မှာဒီရိုးရာချင်းလုံးတွေ့တာပေါ့နော်ချင်းလုံးကဒါတို့ဟိုပိုက်ကြော်ရှင်းခတ်တဲ့ချင်းလုံးမျိုးလည်းမဟုတ်ဒါဝိုင်းချင်းကိုတည်တည်ချာချာမြန်မာရိုးရာအလှပြချင်းကိုခတ်တာဆိုဆရာအဲ့အကြောင်းလေးလည်းပြောပြပေးပါဦးကျွန်တော်ကငယ်ငယ်လေးတွေကလေဟုတ်10နှစ်လောက်ထဲကကျွန်တော်ဦးလေးရလေတိုင်းလေးပြည်နယ်စိတ်တချင်းတွေပါခတ်တယ်ဩနောက်ကျွန်တော်မြို့တွေကဝိုင်းချင်းမယ်ပေါ့နော်ညမယူအောင်ဟုတ်ရှိတိုင်ပွဲချင်းဟုတ်ကဲ့တိုင်းလေးပြည်နယ်ဟုတ်တိုင်ပွဲချင်းတွေရှိတယ်ရန်ခစ်စားတယ်တော့ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဖွားရတယ်ဖာမျိုးလေကောင်မှာတဆိုင်လေးတော့ထမင်းဆိုင်ဖွင့်ပြီးတော့အသက်မွေးတာဟုတ်ကဲ့ကျွန်တော်ဖေမေကခိုင်းသမားလေသမားဆိုတော့မနေ့9နိုင်ထွင်ဖာမျိုးကနေလေလော်ပြီးတော့ဟိုးကုတ်တော်ကျုံးဆိုတဲ့ကျုံးတစ်ကျုံးပေါ်မှာခိုင်းလုပ်တာအဲ့တော့ကျွန်တော်ဖွားသူ့အိမ်မှာသူကထမင်းဆိုင်အောက်ထပ်မှာဖွင့်ပြီးတော့ထမင်းရောင်းတယ်ဟုတ်ကဲ့ကျွန်တော်ညီကောင်မတော်တွေကအဖွားနဲ့တူဟုတ်ကဲ့အဲ့တော့အဲ့ဒီမှာလာကပေးစားတဲ့သူတွေထဲမှာတိုင်းလေးပြည်နယ်မှာအမြဲတမ်းချင်းသက်ခတ်တဲ့ချင်းသမားတွေလည်းပါတယ်ဆိုအဲ့ဒီချင်းခတ်တဲ့ဦးလေးတွေကကျွန်တော်ဦးလေးနဲ့တကယ်ချင်းဆိုတော့သူတို့ချင်းခတ်တာသိတော်တယ်ကျွန်တော်အိမ်ရှိမှာချင်းတဝိုင်းသာရှိတယ်သူတို့ချင်းခတ်တာကိုကျွန်တော်ကြည့်ပြီးတော့သူတို့ကတကယ်ကိုကျွမ်းကျင်နေသူတွေဆိုတော့လေဟုတ်ကဲ့အရန်လှတယ်အဲ့တော့ကျွန်တော်ကကိုနှစ်စနှစ်သားတွေကကျွန်တော်ကသဘောကျတော့ကျွန်တော်ကအဲ့ဒီကဥအောင်ကျော်ဆိုတဲ့နော်တကယ်ဟိုမြန်မာနိုင်ငံမှာဆိုရင်အတော်ဆုံးချင်းသမားနဲ့မှာတယောက်ပါတယ်ဟုတ်သူ့ကိုကျွန်တော်ကဆရာတင်ပြီးတော့သင်တာသူကကျွန်တော်ငယ်ငယ်လေးတည်းကျွန်တော်နီးစနစ်တွေလေ့ကျင့်မှုတွေအကုန်လုံးစနစ်တကျသင်ပေးကျွန်တော်တယောက်တည်းအဲ့ဒီနည်းနဲ့ကျွန်တော်က12နှစ်သားမှာစပြီးတော့ကျွန်တော်စနစ်တကျချင်းခိုင်းနေရက်ွက်ပြိုင်ပွဲတွေဟုတ်ကဲ့အဲ့တော့မြို့နယ်ပြိုင်ပွဲအထိကျွန်တော်အဲ့ဒီတက်တဲ့ကျောင်းသားဘဝမှာကျွန်တော်ရွေးချယ်ခံရတယ်မြို့နယ်ပြိုင်ပွဲတွေအထိပြီးတော့ကျွန်တော်10တန်းကျတော့ကျွန်တော်တိုင်းလိုက်ပြည်နယ်နော်ချင်းဖွဲ့တယ်မှာကျွန်တော်ကိုအရန်ဖြစ်နေသူတို့ထည့်သွင်းစဉ်းစားတယ်ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်က10တန်းဖြီဖို့ကိစ္စတွေပါရင်းနဲ့တော့ကျွန်တော်လူကြီးစခန်းသွားမှလည်းဆိုတော့ကျွန်တော်တိုင်းလိုက်ပြည်နယ်ကျွန်တော်အရန်ဖြစ်နေမလိုက်သွားဘူးဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်စေတက်သူမှာခုနှစ်ပညာသင်ပြီးတော့ဆရာဝန်ဖြစ်ပြီးတော့1984မှာကျွန်တော်ဖာမှာဆေးကန်းပြန်ဖွင့်တယ်ဖွင့်ပြီးတော့ကျွန်တော်အဲ့မှာချင်းပြန်ခတ်တယ်ညနေဟုတ်အဲ့တော့80နဲ့86 80ခွန်သုံးနှစ်စတဲ့ကျွန်တော်တိုင်းနေပြည်နယ်ကင်းပြည်နယ်လက်ယူစီဖြစ်နေကျွန်တော်ရန်ကုန်မှာတော့ပြိုင်တယ်အဲ့တော့ချင်းလုံးဟာကျွန်တော်ဘဝနဲ့တတွဲလေးပါလာတယ်ဟို10နှစ်9နှစ်သားလောက်တည်းကအကြောင်းမို့ကျွန်တော်သွားရကျွန်တော်ချင်းခတ်တယ်တော်ထဲမှာကျွန်တော်ဒီမှာယူကချင်းပညာနဲ့ပတ်သက်ပြီးကျွန်တော်ပြန်ပေါ်ရတယ်ကျွန်တော်ကိုယ်တိုင်ခတ်တယ်ဩစတြေးလျလာတဲ့ခါမှာကျွန်တော်ချင်းလုံးပါအောင်ယူလာတယ်အခုလည်းကျွန်တော်တို့ညနေကြရင်တပတ်တရင်တင်တော့ဒီကလူကြီးတချို့နဲ့ဝါသနာရှင်တွေနဲ့ကျွန်တော်တို့ဝိုင်းချင်းကိုဟုတ်ကဲ့ဟိုပန်းချန်နေမှာကျွန်တော်တို့ချိန်ပြီးတော့ခတ်နေတော့မှာပဲအခုချိန်ကြီးခတ်တော့မှာဆရာဟုတ်ကဲ့ကျွန်တော်အသက်69နှစ်ရှိတဲ့အချိန်လေးထိကျွန်တော်ဝိုင်းချင်းကိုကျွန်တော်ဝါသနာတူလူကြီးတွေနဲ့ကျွန်တော်ချိန်ပြီးခတ်နေတော့မှာပဲဟုတ်ကဲ့ပါဆရာဟုတ်တော့ကျွန်တော်တို့ဒီစင်နီမှာချင်းလုံးဖွဲ့လေးကျွန်တော်တို့ဖွဲ့ထားပြီးတော့မြန်မာနိုင်ငံကိုရမုံငွေရှာတဲ့အစားအသောက်ရောင်းပွဲတို့ပျော်ပွဲရွှင်ပွဲတွေလုပ်တဲ့ခါမှာဟုတ်ကဲ့ကျွန်တော်တို့ကမြန်မာယူဝါချင်းအနေနဲ့ကျွန်တော်တို့နိုင်ဝက်ဝမ်းကြီးခတ်ပြတယ်အလှအဲ့ဒီအလှခတ်ပြတာကိုနိုင်ငံခြားသားတွေနဲ့မြန်မာတွေကသိတဲ့ဘောချလို့အဲ့ဒီပွဲမှာလာပြီးတော့အားပေးကြတယ်လူကြတန်းကြတယ်အဲ့တော့အဲ့ဒီမှာရတဲ့ရန်ကုန်ငွေတွေကိုမြန်မာပြည်ကိုလူတဲ့ထဲမှာကျွန်တော်တို့အားတွေလည်းပါတော့အဲ့တော့6နှစ်ဆက်တဲ့ကျွန်တော်တို့ချင်းဖွဲ့တွေကနော်စေတနာနဲ့တွားပြီးတော့ကျွန်တော်တို့ချင်းခတ်ပြီးတော့ဖြုံပြပေးတာပေါ့